သူလေးလားမော်တဲ့တကားလေးနဲ့သူလေးကြွားမင်းသားလေးလို့ကိုက်ပုံစံနဲ့သူလေးချစ်စကားတီးစုပွဲမင်းကိုမြင်စားကနဦးတွေကလုံးဝအောင်တော့ပုံစုံထေမကြည့်ဘူးဟေ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 းသူလာနေပြီဟေး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 သူလာနေပြီချစ်မောင်မီတီရှင်းနဲ့သူလာနေပြီအကျဲတို့ကားလေးနဲ့သူလေးလားမော်တဲ့တကားလေးနဲ့သူလေးကြွားမင်းသားလေးလို့ကိုက်ပုံစံနဲ့သူလေးချစ်စကားတီးစုပွဲမင်းကိုမြင်စားကနဦးတွေကလုံးဝအောင်တော့ပုံစုံအထီးမကြည့်ဘူးဟေးခဏခဏအိမ်ကိုလာတဲ့ကိုလူကြွားမင်းစီလာတာမင်းရဲ့ကားလားမင်းသုံးတဲ့ငွေမင်းငွေတွေလားစိန်တွေရွှေတွေမင်းပစ္စည်းလားပါတစ်ခုမှမင်းမပိုင်တာများမိဘပစ္စည်းမ